Hello အားလုံးပဲပြန်လာပါဒီနေ့မှာတော့ဝန်နိုင်ရုံနဲ့တူတီချက်စားပြီလို့လာမျှဝေပေးတာဖြစ်ပါတယ်။ရင်ဦးဆုံးအရသာလေးနေထားတဲ့ဝန်နိုင်ရုံကိုအိုးထဲထည့်မယ်။တူတီအချောင်းရေစိမ်ထားတဲ့ဟာလေးတွေကိုအိုးထဲထည့်မယ်။ထောင်းထားတဲ့ငရုတ်သီးချက်သွန်ဖြူထည့်မယ်။စနွေးမုံနည်းနည်းထည့်မယ်။အရသာလေးလေးပြပြဖြစ်သွားအောင်လို့ပြင်ငယ်ငယ်ငယ်ထည့်မယ်။အင်းချိုမုံငယ်ငယ်ထည့်မယ်။ဒီတော့ရင်တော့အရသာလေးနှက်ဆက်သွားအောင်လို့ဒီချက်စားနေမယ်။စီအနေငယ်ထည့်မယ်ရေလေးလေးငယ်ထည့်ပြီးတော့အပုံးအုပ်ပြီးမီးပုတ်ပေါ်မှာတင်ထားလိုက်ပါမယ်ဒီလေးကမ်းသွားပြီဆိုရင်တော့တိကျကျအစိမ့်နဲ့ပြောင်းလုံပြီးလိုက်ပါမယ်ဒီလိုမျိုးနဲ့2ရေလောက်ခမ်းသွားပြီဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ရေအနေအထားနဲ့ချောင်းရပါပြီဒါဆိုလို့ရှိရင်တော့အရသာရှိတဲ့ဝန်နိုင်ရုံနဲ့တူတူချက်လေးရပါပြီ